မင်္ဂလာပါမိတ်ဆွေတို့နက်ပြန်ဖေဖော်ဝါရီ6ရက်နေ့အောက်ကြနေ့ညနေ4နာရီခွဲ5နာရီဝန်းကျင်ပါပြီးတော့8နာရီဝန်းကျင်လောက်တောင်းကလာ Offlane ဘာမှာ Jamit Record ကပြုလုပ်တဲ့ Pop Bang Grunge Festival Volume 2ရှိပါတယ်အဲ့ဒီပွဲမှာ The Queries ကိုင်းတဲ့ Demo Tribute Band လည်းပါဝင်ပါမယ်အားလုံးကိုလာစေချင်တယ်ပုံမှန်လာနေကြလူကတော့ဒီပွဲရဲ့ဘယ်လိုပြောမလဲဒီကောက်ချာယဉ်ကျေးမှုသိတာပေါ့နော်မသိသေးတဲ့လူကြတော့ကျွန်တော်ဒီကတော့ grunge music ပိုင်းတော့ဒီနေ့ခုနအင်တာနက်မှာနည်းနည်းလေးဖတ်တာပေါ့နော်ပြောရမယ်ဆိုတော့အကြည့်တော့သူက grunge music ကSeal the Sound Seal the မျိုးပေါ့နော် US ကလာတယ်အဲ့ဒီမျိုးကစာပေါ်ပေါက်လာကြောသူက fan guitar နဲ့ဒီကြတော့ heavy metal guitar တစ်ခုရောပြီးတော့ရောနေတယ် element တစ်ခုရောနေတယ်ပေါ့နော်အဲ့ဒီ grunge guitar ဆိုတော့ grunge guitar က fan နဲ့ heavy metal ရောတဲ့ guitar ဆိုတော့အဲ့ဒီ guitar မျိုးစားမှာ lyric တွေကပါနေတယ်ဆိုရင်သူကdepression ဘက်ကိုရောက်တယ်ပေါ့နော်စိတ်သက်သာမှုတွေဖိနှိပ်ခံရမှုတွေပြီးကြတော့တီးခြားခွဲခြားဆက်ဆံခံရမှုတွေကိုလွတ်လပ်ခြင်းတဲ့စိတ်တွေကိုမတန်တရားဖြစ်တဲ့အကြောင်းအရာတွေဒါမျိုးတွေစာသားမှာထည့်ရေးကြတယ်ဆဲဆိုပြရတယ်ပေါ့နော်ထည့်ရေးကြရတယ်ပေါ့ဒါဒီရဲ့ခံစားချက်ပေါ့နော်ဆိုတော့ဒါလို့ရှိရင်ဒီနားနဲ့ပတ်သက်တဲ့ခံစားချက်တွေငွေတက်တွေနားထောင်အောင်ဖြစ်တယ်ဆိုတော့လာရောက်ဘူးတဲ့လူတော့မရောက်ဘူးတဲ့လူတော့ကျွန်တော်ကတော့လာနေတယ်ဖိတ်တယ်အားလုံးလူသားပေါ့နော်ကျွန်တော်ဖိတ်တယ်လာပါတော့လာခဲ့ကြပါကျေးဇူးတင်တယ်ကျေးဇူးတင်ပါတယ်